Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ချိုအိမ်မွေရသားလေးနဲ့တောက်လို့အရင်ကိုကောင်းတဲ့တာကိုမော့လက်ဆောင်ဖြော်ရည်ပြုလုပ်နေလေးကိုလာမျှပြရဖြစ်ပါတယ်ရှင်တကြံနာလည်းနေပြီဆိုတော့ဖြူတို့ကိုအိမ်မှာမိသားစုတွေစုပြီးပဲလှုပ်စားအလူလေးဖြစ်ပဲလှုပ်ပေါ့နော်အရင်ကိုဆင်ပြေတယ်လုပ်နေလေးပါပထမဆုံးဖြူတို့မော့လက်ဆောင်ဖက်လေးလုပ်ပေးရန်အတွက်စုံမွေရဲ့12ချက်လောက်ကိုကျိုင်မဲဆက်ထဲကိုညှက်ထည့်ပေးထားလိုက်ပါတယ်ပြီးတော့ဒါလေးကတော့ထုံးရည်ကြီးပဲဖြစ်ပါတယ်ရှင်ဒီထုံးရည်ကြီးလုပ်နေလေးကိုတော့ဖြူအရင်ကတင်ပေးဖူးတယ်ပေါ့နော်ထုံးရည်ကြီးကိုကြတော့ဖြူ1000နဲ့200မီလီလောက်ကိုကျိုင်မဲဆက်ထဲကိုထည့်ပေးလိုက်ပါတယ်ပြီးရင်တော့ဖြူတို့ဒီစုံမွေရဲ့လေးနဲ့ထုံးရည်ကြီးနဲ့လုံးဝနှက်ပြီးပေါ့နော်စုံမွေရဲ့လေးလည်းညှက်သွားတဲ့အထိပေါ့နော်ကြိတ်ထားပေးလိုက်ပါတယ်ကဲဖြူတို့ကြိတ်ထားလိုက်တာအားလုံးလည်းညှက်သွားပြီဆိုလို့ရှိရင်တော့ပကံတစ်လုံးထဲကိုခုလိုမျိုးတန့်နေတဲ့အဝတ်လေးနဲ့တဆင်းပေါ့နော်စစ်ချထားပေးလိုက်ပါမယ်ရှင်ကဲဒီနေ့ဟာလဲဆိုလို့ရှိရင်တော့အနက်လေးလေးမှွေပြီးတော့အယောင်လေးလေးလှတဲ့စုံမရွက်ရည်လေးရတော့ရပါပြီပြီးရင်တော့မော်လက်ဆောင်ဖက်လေးစပြီးတော့လုပ်ပေးလိုက်ပါမယ်ဒီအောင်ဆုံးမော်လက်ဆောင်လုပ်မဲ့အိုးထဲကိုဖြိုးကဆန်မုံဟိတ်ခတ်စွန်းနဲ့မောင်မောင်သုံးစွန်းစာကိုထည့်ပေးလိုက်ပါတယ်ပြီးတော့ပီလောပီနံကော်မုံဟိတ်ခတ်စွန်းနဲ့တစွန်းစာလောက်ကိုထည့်ပြီးတော့ခဏကကြိတ်ထားတဲ့စုံမရွက်ရည်လေးကိုထည့်ပြီးတော့ပေါ့နော်အားလုံးကိုနှက်သွားအောင်မှွေထားပေးလိုက်ပါရှင်ဖြူတို့မှွေသွားလိုက်တာအားလုံးလည်းနှက်သွားပြီဆိုလို့ရှိရင်တော့သူ့ကိုမျိုးပေါ်တင်ပြီးတော့အဆက်မပြတ်လေးမှွေသွားပေးလိုက်ပါမယ်နော်ဖြူတို့မှွေသွားရင်နဲ့မုတ်သားလေးကကြည်ပြီးတော့ထုံထုံလေးဖြစ်လာပါလိမ့်မယ်နော်တကြံတွေဘာတွေမှာဖြစ်နေဒီလိုမုတ်လေးလှူရင်အရင်ကိုဆင်ပြေတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ဖြိုဆန်မုတ်ဟိခက်ဆိုချင်းနဲ့သုံးဆုံးစာလောက်ပဲသုံးထားတာပေါ့နော်ဒါပေမဲ့မုတ်လက်ဆောင်ဖက်ကအများကြီးရပါတယ်ရှင်တကယ်လို့ဖြူတို့အလှူလေးလုပ်မယ်ဆိုလို့ရှိရင်ကုန်ကြစရိတ်လည်းအများကြီးမကြတော့ဘူးပေါ့နော်မုတ်ကိုမှွေသွားရင်နဲ့မုတ်လေးကနည်းနည်းလေးမနေတယ်လို့ခံစားရတာနဲ့နောက်ထပ်ရေတန်150မီလီလီလောက်ကိုထပ်ပေးထားပါတယ်ရှင်ဒီမှာဖြိုးသုံးထားတာဒီထုံးရည်ကြီးရောဒီရေရောဆိုလို့ရှိရင်စုပေါင်း1350မီလီလီလောက်ရှိပါတယ်ရှင်ထုံးရည်ကြီးကကြတော့ဖြိုး1200သုံးထားရပေါ့နော်ကဲပြီးရင်တော့ဖြိုးတို့အသားလေးကြည်လာတဲ့အထိတမတွားအောင်ပေါ့နော်မှွေသွားပေးလိုက်ပါမယ်မုတ်သားလေးကကြည်လာပြီဆိုလို့ရှိရင်တော့ဖြိုးတို့ရေခဲရေလေးကိုအစင်သစ်ပြင်ထားပေးလိုက်ပါမယ်နော်ပြီးရင်တော့ဖြူရမော်လက်ဆောင်ဖက်လေးကိုဆင်ပြေသလိုလေးပေါ့နော်ညှစ်ချပေးထားလိုက်ပါမယ်ရှင်ဒီနေရာမှာမော်လက်ဆောင်ညှစ်တဲ့ဟာလေးရှိတော့ပိုကောင်းတာပေါ့နော်ဖြူမှာတော့မော်လက်ဆောင်ညှစ်တဲ့ဟာလေးရှာလို့မတွေ့ရနဲ့ခုလိုမျိုးလေးအဆင်ပြေတဲ့စကားလေးနဲ့ပဲတဆင်လောက်ထားပေးလိုက်ပါတယ်ဖြူကမော်လက်ဆောင်ညှစ်တဲ့ဟာလေးနဲ့ညှစ်ထားတာမဟုတ်တော့မော်လက်ဆောင်ဖက်လေးကတော့အရင်မလှဘူးပေါ့နော်ဒါပေမဲ့အရင်စားကောင်းပါတယ်ရှင်သူ့ရဲ့အသားလေးဆိုလို့ရှိရင်အိနေရောပေါ့နော်ကဲခုဆိုလို့ရှိရင်တော့ဖြိုတို့ရဲ့မုတ်လက်ဆောင်ဖက်လေးရတော့ရပါပြီရှင်ကြည့်ပါအောင်အများကြီးရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ဖြိုသုံးထားတာဆန်မုတ်ဟိတ်ခက်စွန်ကြီး3စွန်းစာနဲ့ပီလောပီနံကော်မုတ်1စွန်းစာပဲပေါ့နော်ဒီနေထားလို့ရပါတယ်ရှင်သူကအများကြီးရတယ်ပေါ့နော်ပြီးရင်တော့တာကူကြိုပေးရန်အတွက်ပပွက်ဆူတဲ့ရင်တွေဦးထဲကိုတာကူကိုထမင်းစားစွန်းနဲ့9စွန်းစာကိုထည့်ပေးလိုက်ပါတယ်ပြီးရင်တော့အားလုံးကိုနှက်သွားအောင်ခဏလောက်မှွေထားပေးလိုက်ပါမယ်ရှင်ခဏလောက်မှွေပြီးတာနဲ့အဖုံးလေးအုပ်ပြီးတော့သူ့ကို15မိနစ်လောက်ပြုတ်ထားပေးလိုက်ပါတယ်။ကဲဖြိုးတို့ပြုတ်ထားတာ15မိနစ်ပြည့်သွားပြီဆိုလို့ရှိရင်တော့သူ့ကိုနည်းနည်းလေးမှွေပေးလိုက်မယ်။မှွေပြီးတာနဲ့ဖြိုးကမီးကိုပိတ်ပြီးတော့တာကူကိုတဝက်စာလောက်ကိုနောက်ထပ်ပကံလေးတစ်လုံးထဲကိုခတ်ထုတ်ပေးထားလိုက်ပါတယ်။ဒီမှာဆိုလို့ရှိရင်တော့အယောင်လေး2မျိုးလောက်မှဖြစ်တဲ့အတွက်နှစ်ပုံခွဲထားတဲ့ပုံစံလေးပေါ့နော်။ပြီးရနဲ့အိုးမရှိတဲ့တာကူတဝက်စာထဲကိုကြတော့ဖြိုးကဒီအပြာရောင်ဆိုးဆေးလေးကိုထည့်ပြီးတော့အားလုံးကိုနှက်သွားအောင်ဝေထားပေးလိုက်ပါတယ်ရှင်။အားလုံးနှက်သွားပြီဆိုရနဲ့အဖုံးလေးအုပ်ပြီးတော့သူ့ရဲ့အပူရှည်လေးနဲ့ပဲ15မိနစ်လောက်ဆက်ပြီးတော့နှက်ထားပေးလိုက်ပါတယ်။ခတ်ထုတ်ထားတဲ့နောက်တစ်ဝက်ကိုကြတော့ဖြိုးကပန်းရောင်ဆိုးဆေးလေးထည့်ပြီးတော့တမတွားအောင်ဝေထားပေးလိုက်ပါတယ်ပြီးရင်တော့သူ့ကိုလည်းအဖုံးလေးအုပ်ပြီးတော့သူ့ရဲ့အပူရှင်နဲ့ပဲနောက်ထပ်15မိနစ်လောက်နှက်ထားပေးလိုက်ပါမယ်နော်ကဲဖြိုးတို့နှက်သွားလိုက်တာ15မိနစ်ပြည့်သွားပြီဆိုလို့ရှိရင်တော့အဖုံးလေးဖွင့်ကြည့်ပေးလိုက်ပါမယ်နော်ဒီနေ့ဟာဆိုလို့ရှိရင်တော့တာကူမျက်စိလေးတွေလည်းလုံးဝပြောင်းနေပါပြီပြီးရင်တော့သူ့ကိုရေ3-4ရေလောက်ဆေးပြီးတော့ရေစစ်ပေးထားလိုက်ပါမယ်နော်ခဏကဖြိုးတို့နှက်ထားတဲ့ပန်းရောင်လေးရောပေါ့နော်နှမျိုးစလုံးကိုဖြိုးတို့ရေဆေးပြီးတော့ရေစစ်ပေးထားမှာဖြစ်ပါတယ်ရှင်ကဲခုဆိုလို့ရှိရင်တော့ပါဝင်ပစ္စည်းတွေကအားလုံးဆက်သက်ဖြစ်နေပါပြီဖြိုကဒီဖြိုရည်လေးပို့ပြီးတော့တောက်လို့ကောင်းအောင်လို့ဒီဂျယ်လီလုံးလေးတွေကိုလည်းဖြိုသုံးထားတယ်ပေါ့နော်ဒီနေရာမှာဂျယ်လီလုံးလေးတွေကမရှိရင်မထည့်လည်းရပါတယ်ရှင်ဒါလေးကတော့ဖြိုတို့ခဏကရေစစ်ပြီးတော့ရေစစ်ထားတဲ့တာကူပန်းရောင်လေးရဲ့အပြာရောင်လေးရဲ့ပေါ့နော်ပြီးတော့ဖြိုတို့အစင်သိလောက်ထားတဲ့မုတ်လက်ဆောင်ဖက်လေးပေါ့နော်နို့နေရာမှာကျတော့နွားနို့400မီလီလီနဲ့ဒီနို့စိန်350မီလီလီကိုသုံးထားပါတယ်ရှင်ပြီးတော့နို့စီပူရဲ့တစ်ဝက်စာလောက်ပေါ့နော်ကဲအားလုံးလည်းအစင်သိဖြစ်နေပြီဆိုလို့ရှိရင်တော့ဒီမုတ်လက်ဆောင်ဖက်လေးကိုရေစစ်ပြီးတော့လုံးမခွက်လေးထဲကိုထည့်ပေးလိုက်ပါမယ်ပြီးရင်တော့အစင်သိပြထားတဲ့ပစ္စည်းလေးတွေကိုထည့်ပေးလို့ရှိရင်တော့နို့စီကိုလိုအပ်တဲ့လောက်ထည့်ပေးလိုက်ပါမယ်ရှင်
ပြီးရင်တော့နှုတ်စိမ့်တဲ့နွားနို့ကိုလည်းဖြူတို့ကိုလိုအဲ့တလောက်ပဲထည့်ပေးလိုက်ပါမယ်ပြီးရတဲ့ဖြိုကဒီဖြိုရည်လေးကိုအနက်လေးပူမွှေးသွားရအောင်လို့မုတ်တွေမှာအသုံးပြုတဲ့ဗနီလာနဲ့မွေရည်လေးနှင်းငယ်ကိုထည့်ပြီးတော့အားလုံးကိုနှက်သွားအောင်မွှေးထားပေးလိုက်ပါတယ်ဖြိုကဒီမုတ်လက်ဆောင်ဖက်လေးရဲ့ပြီးတော့နွားနို့ရဲ့နှုတ်ဆေးရင်ကိုကြတော့ရေကလေးတာထဲမှာအေးခံထားတယ်ပေါ့နော်ဖြိုရည်လေးကဆိုလို့ရှိရင်ချိုးပြီးအေးပေါ့နော်မွှေးနေရောပဲအရန်တောက်လို့ကောင်းပါတယ်ရှင်ကဲဖြိုးတို့မှွေသွားလိုက်တာအားလုံးနှက်သွားပြီဆိုလို့ရှိရင်တော့ရတာပုံငယ်ကိုမြည်ကြည့်ပေးလိုက်ပါမယ်ဖြိုးကတော့အချိုးလေးနည်းနည်းလို့သူတို့ခံစားတာနဲ့တခြားထမင်းစားစွန်းနဲ့လေးစွန်းစာလောက်ကိုထည့်ပေးထားပါတယ်ရှင်ဒီနေရာမှာအချိုးလေးပါတယ်ကြတော့ကိုယ့်အကူမြည်ပေါ့နော်ချိန်ဆပြီးတော့ထည့်ပေးနိုင်ပါတယ်ရှင်ကဲရတာလည်းလုံးဝစစ်ပြည့်တယ်ဆိုလို့ရှိရင်တော့ဖြိုးတို့ရဲ့တာကူမလက်ဆောင်ဖြော်ရည်လေးကတော့တောက်ဖို့အဆက်သေးဖြစ်နေပါပြီရှင်သူရဲ့ရတာလေးရဆိုလို့ရှိရင်တော့ချိုးအေးမှွေးပြီးတော့အယောင်စင်းလေးလည်းအရန်လှတယ်ပေါ့နော်ခုလိုပူပြင်းတဲ့ရသေးနဲ့တော့အရန်ကိုလိုက်ဖက်တယ်ပေါ့နော်ခလေးလေးတွေဆိုလို့ရှိရင်တော့အရန်ကြိုက်မှသိချပါတယ်ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်လုံနေလေးရလည်းလွယ်ကူပြီးတော့ရတာကလည်းအရန်ကောင်းတာမို့ဒီဗီဒီယိုလေးကအားလုံးအတွက်အဆင်ပြေမယ်လို့ပြောနေပါတယ်ရှင်ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะဒါဆိုဖြိုးနေဖို့တက်တယ်မှာကျေးဇူးရမယ်เนาะအားလုံးဘိုင်